ယ်သူလဲကွာငါပဲကိုစက်တိုက်ကြီးခောက်နေတာလာပြီကွာဘယ်သူတော့ဟာဦးလေးကျန်ကက်ပါလားမီနီဘိုဘိုမိရွာရောက်ပါဘာလာဟုတ်တာလဲဝါတာမွန်သွားမှာလားငါတို့ဝါတာပွန်သွားမယ်လို့ကွာဒီရာတီဦးလူရမတရားပူလုံးနေတယ်ကွာโอเคအဲ့တော့ကျွန်တော်တို့သွားမယ်ကွာလာโอเคကျွန်တော်ကားနေတော့စမ်းမှာမဟုတ်ဘူးကျွန်တော်9ယောက်ကြီးတော့ကျွန်တော်ကားနေစမ်းမှာမမိပါလို့ကားနေသွားမယ်စကားမဆက်ကျွန်တော်ဗီဒီယိုလေးကို like and subscribe လေးလုပ်ပြီးအောင်ဘေးနားခေါင်းလုံးလေးကိုနှိပ်ပေးတော့ကြပါအောင်နော် brother တို့ကတော့ဘာမှဖြစ်ပေမဲ့ကျွန်တော်တို့ကတော့အရင်ကတမိုးကြီးနေလို့ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကတိကားနဲ့သွားမယ်ဒီကားအဖြူအောင်လေးနဲ့သွားမယ်ကားပေါ်တဲ့ဒါမှစမ်းတာဗျာကျွန်တော်တို့လူ9ယောက်ကိုဒီကားနဲ့တော့တယောက်ကတော့အပေါ်မှာပဲတက်ရတော့မယ်โอเคအဲ့တော့ကျွန်တော်တို့ let's go to the swimming ဘာလို့လဲဆိုတော့ကျွန်တော်တို့ကရေကူးသားမှာဆိုတော့โอเคအဲ့တော့ကျွန်တော်တို့သွားမယ် A few moments later โอเคကျွန်တော်တို့ရေကူးခံတော့ရောက်ပြီဗျာကျွန်တော်ရေကူးမယ်လာမင်းတို့အကုန်လာကြဟာငါလည်းအဲ့ဒါကြီးတော့ဝင်တိုက်နေတယ်လို့အပေါင်မနေတာဘရိုလာဟိုကောင်နေမြင်လားဦးလေးမြင်လားမီဝါတို့မီနီတို့ဘိုးတို့မြင်လားโอเคအဲ့တော့လာမင်းတို့ဒီခန်းလားမဟုတ်ဘူးတော်ကွာဘရိုတို့လာမီနီတို့မီဝါတို့ဘိုးတို့လာကုန်းလားလာငါအဝေးစားလေးလိုက်မယ်မင်းတို့ကမင်းတို့လဲချင်းနေငါတော့ဝေးစားလေးမယ်โอเคမိပါတော့လဲအောင်မလားသမီးလဲမယ်โอเคကျမလဲမယ်ဘိုးရောလဲအောင်မလားကျွန်တော်လဲမှာပေါ့โอเคအဲ့တော့ကျွန်တော်လဲပြီမီနီတော့မလဲတော့ဘူးမလဲရင်လေရောထိုင်တိုင်းဝင်ချိုးလိုက်တော့ဦးလေးရောလဲအောင်မလားသူလေးငါလဲမလဲတော့ကွာအဲ့တော့ကျွန်တော်တို့လားရေကူးရအောင်ဟိုင်ကောရေလေးကကောင်းလိုက်တာလေးနဲ့နွေးလေးပဲကွာအားလုံးရေကူးမယ်တာကြီးတို့အခုမှကျွန်တော်တို့ရေကူးနေပါပြီနော်ရေကူးရင်းနဲ့စကားပြောနေတာโอเคအဲ့တော့လာဘိုးဘိုးကမြန်မာလိုကြီးလမ်းလျှောက်လာတာဟယ်လိုဘရိုအကုန်လုံးကရေကူးနေတဲ့အချိန်မှာဘိုးဘိုးကမြန်မာလိုကြီးလမ်းလျှောက်လာနေတာโอเคအဲ့တော့ကျွန်တော်ရေလာအားရပါရကူးနေမယ်ဗျာတော်လေးကိုရာသီဥတုကတော်လေးကိုပူပြင်းတာပဲဟာမိဘဘာဝင်လောက်တာလဲလို့ငါကြည့်နေတယ်မိဘကြီးကဘာဝင်လောက်တာလဲဟာရိုးရโอเคအဲ့တော့ငါတို့ရေကူးမယ်ဟိုဘက်ကရအောင်ကူးမယ်ဝါလာဘိုးဘွားရေမကူးဘဲနဲ့ရေထဲမှာလမ်းလျှောက်နေတာဟာဘရိုတော်လေးကိုမိုက်တယ် Oh my god ဟာလာငါတို့ကမ်းမမြန်တယ်ငါတို့ကမ်းမမြန်တော့ Oh my god ရေထဲမှာပတ်စံကောက်တွေ့တာလို့ဘရိုရေထဲမှာပတ်စံကောက်တွေ့တာလို့ဖြစ်တင်လားဖြစ်တင်မှာပဲဗျာကျွန်တော်အရန်ကန်ကောင်းနေတော့ဗျာဖြစ်တင်မှာပေါ့โอเคငါတို့ရေကူးရဆိုလောက်ဆိုဝါပြီဗျာအဲကျွန်တော်တို့အိမ်ပြန်တော့မယ်ကွာပြင်းလိုက်တာအဲ့တော့ကျွန်တော်တို့အိမ်ပြန်မယ်လာငါကတော့ဝေသားလဲပြီမင်းတို့ကလည်းဝေသားလဲအောင်မလားကျွန်တော်လဲမယ်โอเคဝေသားလဲလိုက်မယ်မိပါဝေသားလဲအောင်လေโอเคပါကိုစွမ်းအဲ့တော့ငါတို့ဝေသားလဲပြီအဲ့တော့ငါတို့သွားမယ်ကွာโอเคအဲ့တော့အကုန်လုံးဝေသားလဲပြီငါတို့အိမ်ပြန်ကြမယ်ကွာလာငါတို့အခုရေလဲကူးပြီဆိုတော့ငါတို့အိမ်ပြန်မဲ့အချိန်ရောက်ပြီအဲ့တော့အကုန်လုံးငါအိမ်ပြန်မယ်ကွာလာတက်ဦးလေးတက်လာဘိုးတို့မီနီတို့လာမြန်တက်ဟာမီနီဘာလုပ်နေလဲမြန်တက်ဟာတက်ပါမီနီကလည်းဘာဖြစ်နေတော့တက်မီနီဟာမီနီကလည်းကွာတက်ပါဆိုနေငါအောက်ဆင်းလိုက်ပါအောင်မယ်ကွာတက်ဆိုတာကိုမတက်ဘူးခုမှလည်းငါအောက်ဆင်းမှတက်တာတယ်ကွာမီနီကလည်းတော်ဆိုးနေအဲ့တော့ငါတို့အိမ်ပြန်မှာကွာကျွန်တော်ဗီဒီယိုလေးကဒီလောက်ပါပဲအစားဆုံးကြည့်ချူအားပေးတဲ့ viewer တွေအားလုံးကိုလည်းတရားလေးပြီးကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ bye bye